နဲ့သူတို့ကလုံးမဆွေးမျိုးများနော်ကကြအောင်ပါဒါကြောင့်ကိုမနီမျိုးသမီးများပေါ့ဗျာအဲ့ဒီကလုံးမဆွေးမျိုးများကကြအောင်ပါဆိုတော့မျိုးသမီးများအလှတိုးစေဖို့ကကြိုးဆိုတာစလိုက်ပြရလေHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ